你看来我太爷没来到这没有，到时候到来斗鸡出来用，把鸡出来呢，出来用了呀，那弄了，没弄外面二垃圾的，二楼鸡别别玩。你看叽叽喳喳的，你看都出来他出来。我没嘛毛布，没表达二楼毛布。哦，那还白领路哦，你白装没路？老边没这样多嘛，白样多嘛，没边。这样子嘛的，你俺样多嘛没了，俺样多路俺怕多了。哎，忙碌没呢？去个来讲那毛布，你俺表他们。ခုနင်းပြန်လာတာပဲချင်းတော့ခု၄နိုင်ခွဲနေပြီငါတော့ရအောင်မှာပေါ့ငါကပြောခက်ကလာမကောင်းဘူးစောလာငါပြောတာပြန်လာခဲ့ခုဒီနေရာကိုခုတန့်ပြန်လာမှာပေါ့ပြီးရောအဲ့ဒါဆိုလဲမောင်မနေနဲ့အမောင်မနေနဲ့ငါစိတ်မချလို့ပြောတာငါမင်းမဟုတ်အေးသွားရင်ကိုတိကိုရကလေးလောက်ပါကောင်းလေနော်ကွန်ဒီကွန်ရွက်အဲအိုးမေကျွန်တော်လိုက်သွားလိုက်ပြီဗျာအဲ့ကောင်မပုံစံမကြောက်ဘူးဗျာမဲချီလိုလက်လုံးနေမလောက်ခက်နဲ့အောင်မဲချီလိုလက်ကိုရိုက်မှာအဲ့လောက်ဒီကြာတော့များသွားပြီလည်းမလောက်ခဲ့ပါနဲ့ကွာမဲအချင်းရပါမညာမမေသွားတာကြီးကို၄နိုင်ထိုးတယ်သွားတာအခုဘယ်ချိန်ရှိနေပြီလဲ9နိုင်8နိုင်ထိုးနေပြီတခုခုအကြောင်းလေးရှိတော်နေမှာပေါ့ကလေးတွေအဲ့ချိန်နဲ့ပါနဲ့အေးပါဒီမှာမေချော့တိတ်လို့ပါမေချော့အေးလာမမေလာမငါသားမေလာမနော်မေချော့တိတ်လို့ပါကွာချော့တယ်မလားကလေးကမှကျွန်တော်သားလည်းဗိုက်စာနေရိုက်မအောင်လို့ပြောနေဗျာကျွန်တော်ကြည့်သိခေါ်ပါမေမေခုကြည့်ရမှာကွာကပြည့်စူးမနေကြပါနဲ့စူးမနေတော့လဲအဲ့ကောင်မအခုပုံစံမှုလုပ်နေတယ်ကအမင်းကြီးလင်းညင်နေတာကျွန်တော်ကောင်းသူများပေးအောင်ညင်နေတာပြောမနေပါနဲ့မဟုတ်တော့ပါဘူးငါသားရဲ့မေကြီးကောင်းပါခဏကြည့်တော့ကျွန်တော်လိုက်သွားမယ်ကဲပါမင်းကလည်းမသွားသားမှနဲ့နေသားမှာကျွန်တော်ဆောမှာမလောက်တော့လေးကိုနားထောင်သားမှာမင်းအဲ့လိုကြီးမလုပ်နဲ့ဟိုလာကမလာတယ်လို့အမေရောအကျိုးအကြောင်းကိုပြောပြမယ်အဲ့ဒါကွာမသွားပါနဲ့ကိုနေတာဟိုအကျိုးအကြောင်းလေးတွေစီလို့နေမှာပါလာပြီအာမင်ကြီးယောက်ျားဒီမှာဒုတ်ဆွဲထားဆွဲနေပြောလို့လည်းမရဆိုလို့လည်းမရအောင်ကြီးကလည်းဘာလို့အချိန်မစည်းဒီလောက်ကြီးလုံနေတာလဲအချိန်ကဘောင်းနောက်ကြပါလားကြီးကိုနဲ့စိတ်ဆင်းရတယ်ငါတော့ဒီငါ့ကိုဘာဖြစ်တုံးလဲမမေဘူးမိမမိုးချုံလို့လာပြီးတော့ကြိုးရမယ်မကြံဘူးငါမပြောလိုက်ချင်ဘူးနင်ကငါ့ကိုအပြစ်တင်မို့ပဲနင်စိတ်ကူးနေတာငါဈေးဝင်ရသေးတယ်နင်အဲ့လောက်ထိနောက်ကြပြီဘာကိစ္စအဲ့လောက်ထိနောက်ကြနေအောင်ပြောဘာကိစ္စနောက်ကြတော့ဈေးဝင်ရသေးတယ်အိမ်မှာဒီမှာဒီအမေမလိုက်တဲ့ကိုကြီးကိုရက်ကောအဲ့မှာစီးဆက်စားသေးမရှိတာရောဒီမှာအရေးတဲ့အနောက်ကလာတာထိုင်တမနဲ့တွေ့ရတယ်ထိုင်ဝဲလာထိုင်လာရောက်တာတွေ့လို့နောက်ကအဲ့နဲ့ငါ့ယောက်ျားပြင်မဲ့နဲ့ဆိုပြီးတော့ငါ့ကိုတောက်ဖို့ဆိုပြီးဝဲလာနင်ကငါ့ကိုစောက်ပြမရောက်သေးဘူးစောက်ပြပဲတင်မို့ပဲစိတ်ကူးနေရတယ်နင်ကငါ့ကိုအပြစ်ပဲပြောဖို့တော့ပဲနင်စိတ်ကူးနေရတကယ်ဆိုငါမိမမိုးချုပ်တယ်ခေါင်းနာလောက်ပြလမ်းပြီးတော့ကြိုးဖို့စိတ်ကူးမရှိဘူးနင်ငါ့ကိုမဒုတ်နဲ့ဘာနဲ့နင်ငါ့ကိုဒုတ်တွေဘာကြီးကိုင်းပြောကြနင်ရိုက်ရပုံလာလို့ချစ်နေရလားနင်ဘယ်လိုပုံစံနဲ့စိတ်ကူးနေအောင်ငါ့ကိုဒုတ်ကိုင်းနေဆိုတာနင်တမျိုးမမြင်ပါနဲ့ကနင်အောင်တမျိုးမမြင်တာနင်ညမိုးချုံနေတဲ့ချိန်ဒီကိုလက်ပတ်မွှင်းနေခွေးယူပေါ်နေပြီနင်ခွေးလေးပါလေကြိုက်မှကြောက်လို့အဲ့မှာထိုင်လေးကနေကြောလေးလားနေကြောလားပညာလားတော့ငါလည်းနားမလည်ဘူးအဲ့မှာဟိုဘာထိုင်အနောက်တော့လာတာတဲ့အဲ့ထိုင်ရောင်းနေမြင်တာနဲ့ငါလည်းငါ့ယောက်ျားပေးမဲ့နေရဆိုပြီးတော့ငါဝဲလာတာအေးပါငါလည်းနင်ကငါ့ကိုနင်စကားပြောရမဟုတ်သေးဘူးနင်ငါလှုပ်လဲလှုပ်ရတယ်ငါအပြစ်ပဲဒုတ်ကိုင်းတာကခွေးယူပါညာငါမနောက်ကိုလိုက်ပြီးကျိုးဟိုးတယ်လောက်တာပါငါမလည်းမင်းကလည်းဟိုထရေမြင်လိုက်တော့တမျိုးတော့ဆိုတော့လဲဒုံကြီးဆွဲလိုက်ရောဘာကြီးဆွဲလိုက်နဲ့ဆွဲလိုက်ရုံးလိုက်ရတာလွန်လို့မင်းတို့ကမြင်အရာကြီးတိုင်းအဲ့လိုကြီးပဲပြောရရင်နင်ကကြီးကျယ်နဲ့နင်ကဒုတ်ဆွဲထားဆွဲတယ်ငါမိမမဟုတ်ဘူးအမေပြောတာအဲ့လိုမဟုတ်ဘူးအမေလည်းဘာမှမသိဘူးဘာမှမသိတာငါအပွားနေရလကားသွားတယ်ဒုတ်ဆွဲထားဆိုတာနင်ပြန်လာတဲ့မိုးချုပ်ပြန်လာလို့ချင်းညာအချိန်မတော့မသိရင်ဈေးရောက်သွားတာလင်ငယ်သွားနေတာကြာနေရတယ်မလေးငါမိမယုံမိသားအကျွေးမဲ့ယုံမိသားနောက်တစ်ခါနင်အဲ့ဒါမျိုးဆိုစိတ်ကူးကိုမရင်နဲ့ဘာမှတစ်ခုမှလည်းမဝယ်ဘူးငါမှတော့ရောင်းရတာချတာလကားလကားဟိုမျက်မှန်နေလားမသိဘူးမျက်မှန်နေပြုံးမှာနင်းပြုံးမှာမင်းမဟုတ်ရွာထဲရောက်လို့ရှင်ချီတိုလမ်းဆောက်ရသေးတယ်နော်ဒီနေရာရောက်လို့ဒီနေရာတက်ကုန်တယ်လို့တော့မထင်နဲ့ချီတိုလမ်းဆောက်ပြီးပါဈေးရောက်ရနေတာမလေးထိုက်တော့ကျေးဇူးရှင်မကြီးညကြရင်နင်းမနှိပ်ပြုံးနေမဟုတ်ဘူးအိုးနတ်ပြီး6တက်ဖို့ရအောင်ပို့ပြီးမယ်